ချလာစွာသောဆွေတို့ဒီနေ့ဟာကျမ်းရေးပုဂ္ဂိုလ်တန်လူကားရဲ့ပွဲနေ့ဖြစ်ပါတယ်ဒါကြောင့်မလို့တန်လူကားအမိခံသူများအားလုံးကို Happy Feast Day ပါလို့ဥစွာနှုတ်ခွန်းဆက်တာပါတယ်ဒီနေ့မှာကျမ်းနာဖတ်ရှုရတဲ့ကျမ်းစာတော်မြတ်ကလည်းတန်လူကားကျမ်းပဲဖြစ်တယ်ဒီတန်လူကားကျမ်းထဲမှာဗာရေးထားတယ်လဲဆိုတော့ခရစ်တော်ဖျားရှင်ကတပည့်တော်အပါး80ကိုရွေးကောက်ပြီးတော့နှစ်ပါးစီစေလွတ်တယ်ရိတ်သိမ်းစရာတည်နှံများစွာရှိတယ်လှုပ်ဆောင်တော်သူတို့မူကားနဲချ၏တဲ့နှစ်ပါးစီစေလွတ်တာကဘာလို့ခိုင်းတယ်လဲဆိုတော့သာသနာပြုခိုင်းခြင်းပဲဖြစ်တယ်သာသနာပြုလို့ပြောလိုက်ရင်ကျွန်တော်တို့တွေရဲ့စိတ်ထဲမှာယဟန်ဖုံတော်ကြီးတွေရဲ့တောင်းဝင် sister တွေရဲ့တောင်းဝင်ဓမ္မဆရာတွေရဲ့တောင်းဝင်စသဖြင့်အဲ့ဒီလိုမျိုးတွေးတတ်တယ်တကယ်တမ်းကျတော့သာသနာပြုဖို့ရန်အတွက်တာဝန်ရှိတာကကျွန်တော်တို့တွေခရိယန်အားလုံးမှာတာဝန်ရှိတယ်စေကြောခြင်းခံပြီးတော့ခရစ်စမတ်အားပေးခြင်းရတဲ့သူတိုင်းကဒါသာသနာပြုဖို့ရန်အတွက်တာဝန်ဝတ္တရားရှိတယ်နော်တပည့်တော်အပါ80ကိုရွေးကောက်ပြီးနှစ်ပါးစီစေလွတ်တယ်လို့ပဲကျွန်တော်တို့တွေအားလုံးကိုလည်းဒီလောကကြီးထဲမှာသာသနာပြုဖို့ရန်အတွက်ဘုရားရှင်ကစေလွတ်ထားခြင်းပဲဖြစ်တယ်ဒီအပါ80ကိုစေလွတ်တဲ့အချိန်မှာအကြံဉာဏ်အားဖြင့်အချက်3ချက်ရှောင်ရန်ဆောင်ရန်ခရစ်တော်ဘုရားရှင်မှာကြားလိုက်တယ်ပထမတစ်ချက်ကဝင်ပလွေတို့အလယ်၌တိုးတငယ်များကဲ့သို့သင်တို့ကိုငါစေလွတ်၏ဝင်ပလွေရဲ့အလယ်မှာတိုးတငယ်ကဲ့သို့ဒါပေမဲ့လို့ပဲတခါတလေမှာကျွန်တော်တို့တွေကပြောင်းမြန်ဖြစ်နေတယ်တိုးတငယ်လို့မဟုတ်ဘဲနဲ့ဝင်ပလွေကဲ့သို့စိတ်နေစိတ်ထားတွေရှိတတ်တာတွေ့ရတယ်ကျွန်တော်တို့ရှိမှရှိရင်လည်းဒီချက်ကိုပြင်ရမှာဖြစ်တယ်ဝင်ပလွေကဲ့သို့မဟုတ်ဘဲနဲ့တိုးတငယ်ကဲ့သို့စိတ်နေစိတ်ထားရှိရမှာဖြစ်တယ်နောက်ဒုတိယချက်ကတော့ပတ်စံအိတ်ကို၎င်းလွယ်အိတ်ကို၎င်းဖနက်ကို၎င်းတင်တို့ယူဆောင်မသွားကြလေနဲ့တဲ့ဒီလောကကြီးထဲမှာဘုရားရှင်စေလွတ်လိုက်တဲ့အချိန်မှာလောကီတက်မှတ်ခြင်းတွေနည်းနိုင်သမျှနည်းအောင်ကြိုးစားကျင့်ကြံကြဖို့မှာကြားခြင်းပဲဖြစ်တယ်ဒါကြောင့်မလို့မိမိကိုယ်ကိုပြန်လဲစဉ်းစားပါလောကီတက်မှတ်တွေ့တာစရာတွေဘယ်လောက်ထိအောင်တက်မှတ်တွေ့တာနေတယ်လဲဆိုတာတတိယချက်ကတော့မြည်သည့်အိမ်တို့မဆိုသင်တို့ဝင်ကြသောအခါဤအိမ်၌ငြိမ်းချမ်းသာယာခြင်းရှိပါစေဟုဥစွာနှုတ်ဆက်ကြလော့ကျွန်တော်တို့တွေကိုဘုရားရှင်စေလွတ်တာကငြိမ်းချမ်းသာယာခြင်းရှိစေဖို့ရန်အတွက်ဖြစ်တယ်ဒုက္ခပေးဖို့ရန်အတွက်မဟုတ်ဘူးစူပူမှုတွေဖြစ်ဖို့ရန်အတွက်မဟုတ်ဘူးကျွန်တော်တို့ကြောက်မလို့အစင်မပြေမှုတွေဖြစ်လာဖို့ရန်အတွက်မဟုတ်ပါဘူးငြိမ်းချမ်းသာယာခြင်းတွေရှိလာဖို့ရန်အတွက်စေလွတ်ခြင်းပဲဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့မှာမိမိကိုယ်ကိုပြန်လဲစဉ်းစားသုံးသပ်ပါကျွန်တော်တို့တွေအရောက်စီတိုင်းကိုသာသနာပြုဖို့ရန်အတွက်စေလွတ်ထားတယ်ဝင်ပလူကဲ့သို့သောစိတ်နေစိတ်ထားလားတိုးတငယ်ကဲ့သို့သောစိတ်နေစိတ်ထားလားတတ်မှတ်တွေ့တာခြင်းတွေဘယ်လောက်ထိအောင်ရှိနေသလဲကိုကြောင့်မလို့ငြိမ်းချမ်းခြင်းတွေဖြစ်ပေါ်စေသလားဒုက္ခတွေဖြစ်ပေါ်စေသလားဒီဟာတွေစဉ်းစားပြီးတော့ဒီနေ့တရားတာလုံးမှာလဲဒုက္ခခက်ခဲတွေဘယ်လောက်ပဲရှိသာသနာပြုရမယ့်တာဝန်ကိုခြေပွန်စွာနဲ့ထမ်းဆောင်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့လိုအပ်တဲ့ကျေးဇူးတော်တွေကိုမြတ်စွာဘုရားမှာဆက်လက်ပြီးတော့တောင်းလျှောက်ကြရအောင်